စစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုအိမ်ချုပ်ပြောင်းလဲချုပ်နှောင်ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။အိမ်ချုပ်ချုပ်ကြောင်းကြေညာပေးတာဟာလေသူသား Kim Harris နဲ့ပြည်သူလူထုကတောင်းဆိုလို့ထုတ်ပြန်ကြေညာပေးတာဟုတ်ပုံမရပါဘူး။တရုတ်နဲ့အာဆီယံနိုင်ငံတွေရဲ့ဖိအားကိုဆက်ပြီးတော့တောင့်မခံနိုင်လို့သာအခုလောက်ကလေးကိုထုတ်ပြန်ပေးတာဖြစ်ပုံရပါတယ်။အထူးသဖြင့်တော့သူတို့ဆရာကြီးဝမ်ဟီကနေပြီးတော့ရောက်လာပြီးတော့ဘာစကားတွေပြောသွားတယ်လဲမဆိုတတ်ပါဘူး။သူရောက်ပြီးနောက်အခုလိုကြေညာချက်ထုတ်တာပါပဲဒါပေမဲ့မရိုးသားတဲ့အချက်တွေအမြောက်အများကိုမြင်နေရပါတယ်တန်တရားပွားစရာအမြောက်အများကိုမြင်တွေ့နေရပါတယ်အိမ်ချုပ်ပြောင်းလိုက်တယ်ဆိုပေမဲ့ဘဲအိမ်မှာချုပ်ထားတယ်ဆိုတာကိုမကြေညာပါဘူးအဲ့ဒါတွေ့ဆုံခွင့်ပေးမှလားမပေးဘူးလားဆိုတာကိုမပြောပါဘူးဗီဒီယိုမထုတ်ပြန်ပါဘူးရုပ်တွေဓာတ်ပုံတစ်ပုံကိုသာထုတ်ပြန်ပေးပါတယ်ဘာသဘောပါလဲသားတယောက်ကအမေတယောက်ကိုစိုးရိမ်ပူပန်တဲ့စိုးရိမ်စိတ်ကိုဒီစစ်ဗိုလ်ချုပ်တွေဟာလုံးဝကိုမစာနာတတ်တာပါလားပြည်သူလူထုအများကဒေါအောင်ဆန်းစုကြည်အသက်နဲ့တကွရှိသေးရလားမရှိတော့ဘူးလားဆိုတာကိုအလွန်သိကျင်နေကြတယ်ဆိုတာကိုလည်းသူတို့အနေနဲ့မသိစရာမရှိပါဘူးအဲ့လိုသိပါရဲ့နဲ့ဘာလို့ဒီလောက်ထိကတ်နေတာပါလဲသူသားကစိုးရိမ်ပူပန်တာကိုသားသမီးချင်းမိဘချင်းကိုချင်းမစာတတ်တာပါလားဒါမှမဟုတ်ဒေါအောင်ဆန်းစုကြည်ကသူတို့ရန်သူမလို့ရန်သူသားကစိုးရိမ်ပူပန်နေတာကိုငါတို့ကဝမ်းတောင်တာသေးရဲ့ကွာဆိုပြီးတော့အနုနီးနဲ့ထပ်မှန်ပြီးတော့ညှင်းဆဲနေတာပါလားဒေါအောင်ဆန်းစုကြည်ရှိမရှိသိကျင်တဲ့ပြည်သူလူထုကိုလည်းရန်သူဘက်တော်သားတွေလို့သတ်မှတ်ပြီးတော့မင်းတို့သိကျင်နေလို့ကိုငါတို့ကတမင်မပြောဘူးကွာဆိုပြီးတော့ညစ်ပတ်နေတာပါလားဒီစစ်ဗိုလ်ချုပ်တွေဟာသူတစ်ပါးစိတ်ဆင်းရဲလို့ရှိရင်ကြိတ်ပြီးတော့ဝမ်းသာတတ်တဲ့စိတ်ယောဂဝေဒနာတွေများဖြစ်နေပါသလားဒီစစ်ဗိုလ်တွေရဲ့လူတယောက်ပေါ်လို့ရဲ့သူ့သားသမီးမိသားစုအပေါ်လောက်ရက်လူခွင့်ရေးကိုအဆုံးစွန်ချိုးဖောက်တဲ့လောက်ရက်တွေကိုအကုန်လုံးခြုံငုံပြောရမယ်ဆိုလို့ရှိရင်လူမဆန်တဲ့လောက်ရက်လို့တောင်မှသတ်မှတ်လို့ရလာနေပါပြီလူဆိုလို့ရှိရင်ဘာလို့ဒီလောက်တောင်ကတ်တက်ညစ်ပတ်နေရတာပါလဲသူတို့မှာလူစိတ်ကိုလုံလုံမရှိတော့တာပါလားပြည်သူလူထုကိုခွေးလောက်တောင်မှမလေးစားတော့တဲ့သဘောလားပြည်သူတွေဘာထင်နိုင်ငံတကာဘာထင်ငါတို့လှုပ်ချင်တာလှုပ်မှာပဲဆိုတဲ့သဘောမျိုးပါလားတရားသည်ဖြစ်စေမတရားသည်ဖြစ်စေတရားတာမတရားတာကိုငါတို့ဂရုမစိုက်ဘူးငါတို့လှုပ်ချင်တာလှုပ်မှာပဲလို့သဘောထားနေတာအဲ့ဒီသဘောထားကိုဖော်ပြနေတာပါလားဘာလို့ဒီလောက်တောင်မှခက်ခဲစူးစမ်းပြီးတော့ခေါင်းမာနဲ့ရုပ်မာနေရတာပါလဲလူတယောက်ရဲ့အခွင့်အရေးတို့လူအခွင့်အရေးတို့ဆိုတာကိုသူတို့တကယ်ကိုနားမလဲတာပါလားဒါမှမဟုတ်နားလဲပါရဲ့နဲ့ဘသူမှဂရုမစိုက်တာပါလားအခုတော့သူတို့လုပ်နေတဲ့ပုံစံကရှုပ်ပွက်ထဲမှာတုံးလုံးလဲပြီးတော့ဘသူထူဘလို့ထူထမယုံတော့တဲ့နဘေနကတ်ကြီးနဲ့တူနေပါတယ်နွားဖင်ကိုငကန်နဲ့ထိုးလို့လဲမထရေးချမထဆိုတဲ့အချိုမျိုးဖြစ်နေပါပြီလူအခွင့်အရေးကိုနားမလဲတော့အလွန်ယုံညံ့တော့လူစိတ်မရှိတော့ကဘာကျော်လူညစ်ပတ်ကြီးများလို့သူတို့ကိုမြင်ရမလို့ဖြစ်လာပါပြီဒါပေမဲ့တခြားတွေးစရာရှုထောင့်တစ်ခုရှိနေပြန်ပါတယ်အဲ့ဒီရှုထောင့်ကနေတွေးလို့ရှိရင်ပို့ပြီးတော့စိုးရိမ်စရာကောင်းနေပါတယ်